同学们，你们好，今天我们来看一下第8课神奇的房子是第几集啊？看是个初三的英文呢。来看一下生词三龙声里几集啊？第一个是中心，中心啊，center 不呢？我们说的是 center 个shopping center，没有 center 说的三龙门的边个也把嘞中心center 不好说的那边来也的喏，没有来看没有市中心，它没有来登录也喏。是没有来告诉我行，市中心，市中心，没有登录呀，那种来高兴他弄到说来不好，所以这边没有吧？控制个咯 ，control 的，那听球的我表现啊，个个听球了没有？说了行，控制不住呢，都呢，控制不住自己。个 control 了没有不？那控制不了那个东西，那不了啊，那说热力那太了吗？温度计算 temperature 带呢，个位啊，不仅带呢，个位啊。风向标连牛呢都嘛他来吧，ဒီတော့မြန်မာနိုင်ငံမှာတိတ်မရှိဘူးနိုင်ငံခြားမှာဆိုလို့ရှိရင်တော့အဲ့အရှိမှာဆိုလို့ရှိရင် Tom and Jerry မှာပါပေါ့နော်သူတို့အိမ်ကြီးတွေမှာဆိုလို့ရှိရင်လေကပဲရက်ကိုတိုက်နေတယ်ဆိုတော့အဲ့လိုမျိုးဥစားလေးပေါ့နော်အဲ့ဟာမျိုးလေးကို风向标လို့ခေါ်တယ်测量是单查啦，有测量的东西，喏，说舒服的也是，我今天不舒服，他的东哪家不？喏，舒服的呢，你打听他们是不？说多不罗你还没东路呀的说，看啥子的喏，过也阿咱们路过看啥，你 body feeling 喏，过也对的，看那过不罗皮的嘞，你们讲了说请假的呢，喏，困大的呢，请假。အဲ့လိုမျိုးတုံးချင်ဒါမှမဟုတ်ကိုယ့်ရဲ့ emotion တုံးလို့ရတယ်စိတ်အခြေအနေဒီနေ့ငါနေလို့ထိုင်လို့မကောင်းဘူးပေါ့နော်我今天不太舒服ဒါမျိုးတုံးလို့ရတယ်နော်အဲ့တော့နောက်တစ်ခုကကြတော့舒适ကကြတော့အလွယ်ပြောရမယ်ဆိုလို့ရှိရင်ဒီအရာတစ်ခုကကိုတတောင့်တရှိစေတယ်เนาะနေရထိုင်ရအဆင်ပြေစေတယ်ဆိုတော့ဥစားမျိုးမှာသုံးလို့ရတယ်ဆိုပတ်ဝန်းကျင်เนาะဒီလိုမျိုးပတ်ဝန်းကျင်အခြေအနေဆိုဒီပတ်ဝန်းကျင်ကငါ့ဟောကွာနေရထိုင်ရတာเนาะတလေးရှိစေတယ်ဆိုဒီလို environment ကဒီလိုမျိုးအဆင်ပြေစေတယ်เนาะအဲ့လိုမျိုးမှာပို့ပြီးတော့သုံးလို့ရတယ်ဆို这里的环境很舒适เนาะ这里的环境ဒီနာကရှိတဲ့ပတ်ဝန်းကျင်อ่ะเนาะတိတ်ဆိတ်ပြီးနေလို့ထိုင်လို့ကောင်းတယ်အဲ့လိုမျိုးလေးပြောချင်တာဆို这里的环境很舒适အဲ့舒服ဆိုတာကကြတော့ဒီကကိုငါဒီနေ့ကောင်းလိုက်တာကွာအဲ့လိုမျိုးအရန်ကိုစိတ်ထဲမှာအရန်ကိုနေလို့ကောင်းတာမျိုးပြောရချင်တာဆို舒适ကကြတော့ဒီအခြေအနေဒီကိုအဆင်ပြေစေတယ်အဲ့လိုတတောင့်တရှိစေတဲ့ဥစားမျိုးကိုသုံးလို့ရတယ်အဲ့တော့ဒီလိုမျိုးနှစ်ခုရှင်ပြီးတော့လည်းသုံးလို့ရတယ်ဆို我穿这件衣服很舒服ငါကဒီအင်ကြီးလေးဝေးရတာရန်ကိုတတောင့်တရှိတယ်เนาะအဲ့လိုမျိုးသုံးလို့ရတယ်နောက်တစ်မျိုးကကြတော့这件衣服的设计เนาะဒီအင်ကြီးရဲ့ design ကကြတော့做得很舒服sorry 很舒适sorry 设计得လို့သုံးလိုက်လို့ရတယ်เนาะ这件衣服设计得很舒适ဒီအင်ကြီးရဲ့ design တွေရဆိုဘာလုပ်ထားလဲတတောင့်တဖြစ်အောင်လုပ်ထားတာမျိုးပြောချင်တာလူကိုနေရထိုင်ရတာအဆင်ပြေအောင်လုပ်စေတာမျိုးပြောတာပေါ့နော်အဲ့ဒါကအခြေအနေပေါ်မူတည်ပြီးတော့舒适အခြေအနေနဲ့ဆိုလို့ရှိရင်舒适ဖြစ်သွားမယ်ကိုယ့်ရဲ့ခံစားချက်တွေဆိုလို့ရှိရင်舒服နဲ့ဖြစ်သွားပါမယ် okay ထူးခြားချက်ကိုစီရှိကြတယ်对这件事情ဒီကိစ္စနဲ့ပတ်သက်ပြီးတော့大家各有各的看法เนาะဒီကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးကကိုယ်ပိုင်အမြင်ကိုစီရှိကြပါတယ်这个问题由小红来负责အကယ်လို့ you အနောက်ကဘာလိုက်ရမလဲဆိုရင် object လိုက်ရပါမယ် object ကိုမှ pronoun လိုက်ရပါမယ်အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုရင်ငါကနေငါမှဆိုတဲ့အဓိပ္ပာယ်အဲ့တော့အနောက်ကဘသူ့ကိုလိုက်ရမှာလဲတာဝန်ရှိတဲ့လူတာဝန်ယူတဲ့လူကိုလိုက်ရမှာဒီပြဿနာကိုဘသူမှနေတယ်小红ကနေပြီးတော့လာပြီးတော့ဖြေချပေးပါလိမ့်မယ်အဲ့လိုမျိုးကိုပြောချင်တာဆို小红ဒီကိစ္စရဲ့တာဝန်ယူတဲ့လူပါ剩下的工作简细的အလုပ်တွေက由爸爸来做အဖေလုပ်လိုက်မယ်လေ记和丰盛标ဆိုဘာတွေတက်ဆင်ထားလဲ
ဒီမှာအပူချိန် temperature ဘယ်လောက်ရှိတယ်เนาะ function ပြောင်းဆိုလင်းညွှန်းတန်းတွေပါလေရပဲရက်ကတိုက်တာလေအကုန်တုံးလို့ရပါတယ် so 电脑按照电脑ဒီ computer က according to 天气的变化เนาะဒီ天气ရာသီဥတုရဲ့ပြောင်းလဲမှုအလိုက်ကိုမှာ自动改变房间里的温度เนาะ自动ဆိုရှင် automatic ပဲချိန်ပေးတယ်အခန်းထဲမှာပြင်မှာအေးနေဆိုရှင်သူကနည်းနည်းလေးဒီမှာနှွေးပြောင်းလုပ်တာအဲ့လိုမျိုးလေးချိန်ပေးတာမျိုးပေါ့เนาะဆောင်းရာသီမှာဆိုလို့ရှိရင်北京的室内外เนาะဒီ北京ရဲ့ဒီဘာခေါ်လဲအခန်းအပြင်ဘက်အတွင်းဘက်မှာဆိုလို့ရှိရင်温度差别很大ကွာခြားချက်ကအရင်ကိုကြီးမားပါတယ်เนาะဒီစနေနေ့ကမှလုံးမဲ့ဒီ activity ကိုလာမလားမလာဘူးလားဆိုတာ由你自己决定你ဟာနေဆုံးဖြတ်လိုက်တယ်အဲ့လိုမျိုးတုံလို့ရတယ်เนาะအဲ့တော့အပူပင်မရှိဘူးပြောတာတာတဲ့လူကြီးတွေကအမြဲတမ်းအားကြတယ်ကလေးလေးတွေရဲ့ဒီအပူပင်မရှိတဲ့ဘဝကိုအားကြတယ်တဲ့什么都不用愁愁ဆိုတာစိတ်ညစ်တာဆိုဘယ်ကိစ္စမှစိတ်ညစ်စရာမလိုပါဘူးတဲ့